ICJ ကဗန်လိုက်မှုကင်ကင်းဆောင်ရွက်ဖို့ဥက္ကိုလိုင်းပြောမင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကတတိထောက်ထားအားလုံးကိုအသေးစိတ်ဂရုတစိုက်စီစစ်ပြီးအချက်လက်တွေကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားရုံးကချမှတ်ပေးဖို့နဲ့တရားရုံးကလွတ်လပ်ပြီးဗန်လိုက်မှုကင်းစွာဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံကယုံကြည်ကြောင်းစစ်ကော်မရှင်ရဲ့သမ္မတရုံးဝန်ကြီးဌာနနှင့်ပြည်ထောင်စုဝန်ကြီးဦးကိုလိုင်းကဇန်နဝါရီလ16ရက်နေ့မှာပြောကြားလိုက်ပါတယ်နယ်သာလန်နိုင်ငံဒီဂိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေပြုလုပ်နေကြောင်းဂမ်ဘီယာနိုင်ငံကဆွဆွဲထားတဲ့မှုနဲ့ပတ်သက်ပြီးဇန်နဝါရီ16ရက်မှာမြန်မာဘက်ကပြန်လည်ခြေပရှောင်လဲချိန်မှာ၎င်းကခုလိုပြောကြားလိုက်တာပါတတိထောက်ထားအားလုံးကိုအသေးစိတ်တည်တည်ချာချာစီစစ်ပြီးတော့အချက်လက်တွေအပေါ်မှာတရားရုံးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ပေးဖို့လေးလေးစားစားပန်ကြားခြင်းပါတယ်တရားရုံးအနေနဲ့ဘယ်သူမှမလိုက်ပဲလွတ်လွတ်လပ်လပ်ဆောင်ရွက်ပြီးတပ်တွေကိုမျှမျှတတအမှန်တိုင်းထည့်သွင်းစဉ်းစားပြီးမယ်လို့မြန်မာဘက်ကယုံကြည်ပါတယ်လို့စစ်ကော်မရှင်ရဲ့သမ္မတရုံးဝန်ကြီးဌာနနှင့်ပြည်ထောင်စုဝန်ကြီးဦးကိုလိုင်းကပြောကြားခဲ့ပါတယ်။တခြားနိုင်ငံတွေလိုပဲမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းနိုင်ငံသားတိုင်းအတွက်တန်းတူညီမျှတဲ့အခွင့်အရေးတွေပေးထားပါတယ်။လူတစ်ယောက်ရဲ့ဇာတိနောက်ခံတဲ့ကိုးကွယ်ယုံကြည်မှုကြောင့်နိုင်ငံရေးအရခွဲခြားဆက်ဆံတာမျိုးမြန်မာနိုင်ငံကမပြုလုပ်ပါဘူးလို့၎င်းကထပ်မံရှောင်လဲခဲ့ပါတယ်။ဒါပေမဲ့မြန်မာကအစွမ်းကုန်စူးစမ်းခဲ့ပြီးမဲ့ကံမကောင်းစွာနဲ့ပဲလုပ်ငန်းစဉ်တွေဆက်လက်ရှင်သန်ဖို့အတွက်အဟန့်အတားတချို့ရှိခဲ့ပါတယ်။အဲ့ဒီထဲမှာ2020ကနေ2022ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာမြန်မာကငလင်ရေကြီးတာနဲ့မုန်တိုင်းတိုက်တာလိုမျိုးတဘာဝဘေးအန္တရာယ်တွေတင်မကပဲဗန်နာရေးဆိုင်ရာအခက်အခဲတွေအရေးပေါ်အခြေအနေတွေနဲ့ပြည်တွင်းမတည်ငြိမ်တာလိုမျိုးစိန်ခေါ်မှုအခက်အခဲတွေကိုစက်တိုက်ရင်ဆိုင်နေရပါတယ်2018ခုနှစ်ကတည်းကမြန်မာနိုင်ငံဘက်ကဒီဇိုင်းမတ်နဲ့အလေးနက်ထားစူးစမ်းဆောင်ရွက်ခဲ့တာတွေကဒီလူစုဖွဲ့ကိုဖျက်ဆီးဖို့ရည်ရွယ်ချက်ရှိရဲဒါမှမဟုတ်ဒီလိုလုပ်ရက်တွေကိုအားပေးရဆိုတဲ့ဂမ်ဘီယာဘက်ကပြောဆိုချက်တွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်အလားတူပဲ2016နဲ့2019ဖြစ်စဉ်တွေအပြီးမှာရခိုင်ပြည်နယ်ကနေနေရဲစွန့်ခွာသွားသူတွေပြန်လာနိုင်ဖို့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားသဘောတူညီချက်တွေကိုအမြန်ဆုံးဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင်လူမှုအတိုင်းဝိုင်းတွေပြန်လည်အခြေချနေထိုင်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လုံခြုံရေးကျန်းမာရေးပညာရေးစားနပ်ရိက္ခာနဲ့အလုပ်ကိုင်ခွင့်လန်းတွေဖော်ဆောင်ပေးတာမျိုးလဲကုလသမဂ္ဂအပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းပြီးအလေးထားလှုပ်ဆောင်နေရလို့ဦးကိုလိုင်းကပြောကြားခဲ့ပါတယ်။2019ခုနှစ်ကစပြီးမြန်မာဘင်္ဂလားဒေ့ရှ်နဲ့တရုတ်သုံးနိုင်ငံကြားအစစ်မြင့်ရရှိကြီးတွေအစစ်နဲ့ဒုတိယဝန်ကြီးအစစ်ညှိနှိုင်းဆွေးနွေးမှုတွေကိုလုပ်ငန်းဖွဲ့တွေဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ကြောင်းလည်း၎င်းကပြောခဲ့ပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့နထိုးကြီးနယ်မှာဘောလုံးပွဲကိုဖုံးကျဲလို့အရသား6ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်စူးဖြူကုန်းကျေးရွာမှာဘောလုံးပွဲကိုစစ်ကောင်စီလက်ထက်ကဇန်နဝါရီ15ရက်ညနေပိုင်းမှာပုံကျဲတာကြောင့်လူ6ဦးသေဆုံးပြီးဒဏ်ရာရထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဇန်နဝါရီ15ရက်ညနေ4နာရီခန့်ကစူးဖြူကုန်းကျေးရွာဘောလုံးကွင်းကိုတိုက်လေရင်နဲ့ပုံကျဲတာပါအဲ့ဒီလေကြောင့်တိုက်ခိုက်မှုကြောင့်လူ6ဦးနေရာမှာတင်သေဆုံးပြီးဒါဇင်နဲ့ချီကထိခိုက်ဒဏ်ရာရခဲ့ပါတယ်အကုန်အရက်သားတွေထိတာပါဒဏ်ရာရတဲ့သူတွေထဲမှာခြေပြက်လက်ပြက်တွေလည်းပါတယ်လို့ဒေသခံတအုပ်ကပြောပါတယ်သေဆုံးသူ6ဦးကတော့အသက်18နှစ်မှ20အရွယ်တွေဖြစ်ပြီးအမျိုးသားတွေဖြစ်ပါတယ်ဒဏ်ရာရရှိသူတွေကိုလည်းစေကုသပေးနေတယ်လို့သိရပါတယ်ဒဏ်ရာရသူတွေကကြားမှအသက်အရွယ်အချိုးအစားကိုတော့အတိအကျမသိရသေးပါဘူးအများစုကတော့မျိုးသားတွေလို့ကနဦးသိထားရပါတယ်စူးပြူကုန်းချင်းရွာကနထိုးကြီးမျိုးရဲ့မြောက်ဖက်မှာရှိပြီးမြို့ပေါ်နဲ့တော့9မိုင်ခန့်ဝေးပါတယ်ရွာမှာတိုင်ပွဲမဖြစ်ပဲဘုံကျဲခံရတာပါလက်ရှိမှာတော့စူးပြူကုန်းချင်းရွာအပါဝင်အနီးဝန်းကျင်ကဝက်လူအရှိနောက်ပဲချက်ကြီးရွာတွေကပြည်သူတွေစစ်ရှောင်နေရတယ်လို့ဆိုပါတယ်နောက်ထပ်တစ်ပုဒ်အနေနဲ့ဝက်လက်နယ်မှာစစ်ကောင်စီတပ်လက်ချက်နဲ့2ရက်အတွင်းအရက်သား4ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်2ရက်အတွင်းအရက်သား4ဦးသေဆုံးခဲ့ရတယ်လို့ဒေသရင်းချက်လက်တွေကိုဖော်ပြနေတဲ့ဝက်လက်သတင်းချက်လက်ကွန်ရက်ကအသိပေးပါရယ်။ဇန်နဝါရီလ15ရက်နဲ့16ရက်တွေအတွင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေကြောင့်အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးသေဆုံးခဲ့ရတာပါ။ဇန်နဝါရီလ16ရက်မနက်7:00နာရီခန့်ကဝက်လက်မြို့အရှိချမ်းညောင်ကန်ရွာစာတင်ကျောင်းဝန်းနဲ့တိုက်လေရင်နဲ့ဘုံကျဲလို့အသက်30ကျော်ရွယ်စစ်ရှောင်မျိုးသမီး2ဦးသေဆုံးခဲ့ရတယ်လို့9ဦးဒဏ်ရာရခဲ့ရပါတယ်။စာတင်ဆောင်2ဆောင်နဲ့နေအိမ်တစ်လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီ15ရက်မနက်ပိုင်းကတော့ဝက်လက်မြို့အရှိချမ်းရှိလဲမော်ရွာတဲ့ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံ3ဦးသေဆုံးခဲ့ရတယ်လို့ဝက်လက်သတင်းအချက်လက်ကွန်ရက်ကဆိုပါတယ်။ရှိလဲမော်ရွာကိုစင်ကူးမြို့နယ်ကကျွန်းကြီးရွာနဲ့ကျက်တူရွာတွေမှာရောင်းနေတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလို့အဲ့ဒီကွန်ရက်ကဖော်ပြပါတယ်။
လက်နက်ကြီးကြောင့်အသက်40အရွယ်တွေဖြစ်ကြတဲ့ဦးဝင်းကျော်မခင်ယူနဲ့အသက်30အရွယ်မအေးချောတို့ဒေသခံအရက်သားဆုံးပါခဲ့ရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လူထုလက်မခံတဲ့တစ်ဖက်သက်ရွေးကောက်ပွဲမှာကြိုတင်မဲတာလွန်မှုနဲ့ကြက်ခိုင်ပါတီ168နေရာထိအနိုင်ရရှိထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ကကျင်းပတဲ့တစ်ဖက်သက်ရွေးကောက်ပွဲအပိုင်း1နဲ့2အပြီးထုတ်ပြန်လာတဲ့ရလဒ်တွေရ၎င်းတို့လက်ဝေခံကြက်ခိုင်ပါတီ USDP ကကြိုတင်မဲတွေတာလွန်မှုနဲ့အမတ်နေရာ168နေရာထိအနိုင်ရရှိထားကြောင်းသိရပါတယ်။အဆိုပါရေးအတွက်ကပါတီတစ်ခုတည်းကအစိုးရဖွဲ့ခြင်းနဲ့သမ္မတရွေးချယ်တင်မြှောက်နိုင်ခြင်းတို့အတွက်သတ်မှတ်ထားတဲ့ရာဂိုင်နှုန်းကိုနှီးကပ်လာပြီးဖြစ်ပြီးအဲ့ဒီအတွက်စစ်ကော်မရှင်ကကြိုတင်စီမံပြင်ဆင်ထားတာဖြစ်ကြောင်းနိုင်ငံရေးလေးလာသူတွေကထောက်ပြပါတယ်။စစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုလူတို့ကလက်မခံတဲ့အတွက်မဲပေးသူအလွန်နှဲပါခဲ့ပြီးမြဲ၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာတွေကတဆင့်အပိုင်းနှစ်အနိုင်ရပြည်သူ့နှုတ်တော်ကိုယ်စားလှယ်စည်ရင်းကိုမနေ့ကဇန်နဝါရီ15ရက်ကထုတ်ပြန်လာတာပါရွေးကောက်ပွဲအပိုင်းနှစ်ပြုလုပ်တဲ့မြို့နယ်100နဲ့52မြို့နယ်အတွက်ထုတ်ပြန်ချက်မှာကြန့်ခိုင်ပါတီကဒုတိယဥက္ကဋ္ဌအပါအဝင်ပြည်သူ့လွှတ်တော်အမတ်44နေရာထိအနိုင်ရခဲ့ပါတယ်။ဒါအပြင်ပြိုင်ပွဲမရှိတဲ့မြို့နယ်6မြို့နယ်မှာကြန့်ခိုင်ပါတီကပဲအလိုလျောက်နိုင်ရကြောင်းစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။ဒါကြောင့်လက်ရှိစင်းများအရကြက်ခိုင်ပါတီကပြည်သူ့လွှတ်တော်နေရာ164နေရာနဲ့အမျိုးသားလွှတ်တော်22နေရာစုစုပေါင်း168နေရာထိနိုင်ရရှိထားပါတယ်။စစ်ကော်မရှင်ကနိုင်ငံခေါင်းဆောင်တွေနဲ့ NLD အပါအဝင်အတိုက်ခံပါတီတွေကိုမတရားဖမ်းဆီးတာပါတီများဖျက်သိမ်းပြီးတဲ့နောက်အဲ့ဒီရွေးကောက်ပွဲတွေကိုအပိုင်း3ပိုင်းခွဲပြီးပြုလုပ်နေတာဖြစ်ပါတယ်။နိုင်ငံတော်မြို့နယ်330ရှိတော်လဲစစ်ကော်မရှင်ကအပိုင်း1 2 3အားလုံးကိုမြို့နယ်ပေါင်း265မြို့နယ်မှာသာရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုလွှတ်တော်မှာတမတော်သားကိုယ်စားလှယ်166ဦးရှိမှာဖြစ်ပြီးရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များနဲ့ပေါင်းမှာကစုစုပေါင်း988ဦးရှိမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာထောက်ဝက်ကျော်သောမဲ295မဲရရှိတာသူဟာသမ္မတဖြစ်လာမှာဖြစ်ပါတယ်။လက်ရှိမှာကြက်ခိုင်ပါတီက168ဦးထိအနိုင်ရထားတဲ့အတွက်တမတော်သားကိုယ်စားလှယ်166ဦးနဲ့ပေါင်းဆက်ပါကစုစုပေါင်း333မဲထိအနိုင်ရရှိတာကြောင့်စစ်ကော်မရှင်စိတ်ကြိုက်သမ္မတရွေးချယ်နိုင်မယ့်အခြေအနေကိုရောက်ရှိနေကြောင်းလေးတာသူတွေကသုံးသပ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စလင်းမြို့နယ်စင်ပြူကျွန်းမြို့ပေါ်ရှိစေယုံရက်ကွက်တွေကိုစစ်တပ်က3ရက်စတိုင်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုလူငယ်60ကျော်ဖမ်းဆီးခံရပြီးငွေကြေးပေးနိုင်တဲ့လူငယ်6ဦးကိုငွေကျပ်165သိန်းနဲ့ပြန်လွှတ်ပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်စင်ပြူကျွန်းမြို့ပေါ်ရှိစေယုံရက်ကွက်တွေကိုကျန်းဖက်စစ်တပ်က3ရက်စတိုင်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာကြောင့်လူငယ်60ကျော်ဖမ်းဆီးခံရပြီးငွေကြေးပေးနိုင်တဲ့လူငယ်6ဦးကိုငွေကျပ်165သိန်းနဲ့ပြန်လွှတ်ပေးခဲ့ကြောင်းပြည်သူ့ညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောပါတယ်။ဇန်နဝါရီလ23ရက်နေ့မှ15ရက်နေ့ထိစလင်းမြို့နယ်နဲ့စင်မြူကျွန်းမြို့ပေါ်ရှိစေယုံနယ်ရက်ကွက်တွေကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့လူငယ်60ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအဲ့လိုဖမ်းဆီးခံရသူတွေထဲမှာအသက်18နှစ်အရွယ်နဲ့အသက်40အရွယ်များပါဝင်ကြောင်းလက်ရှိချိန်မှာပေါ်တာဆွဲဖမ်းဆီးထားသူတွေကိုစလင်းမြို့ပေါ်ရှိထွေအုပ်ရုံးကျုံနဲ့စလင်းရဲစခန်းထဲမှာချုံနှောင်ထားကြောင်းသိရပါတယ်။အဲ့လိုဖမ်းဆီးခံရသူတွေထဲမှာငွေကြီးနဲ့ပြန်လည်ရွေးထုတ်နိုင်တဲ့လူငယ်6ဦးကိုတအုပ်လင်ငွေကျပ်165သိန်းနဲ့ပြန်လွှတ်ပေးခဲ့ကြောင်းကြံရှိသူတွေမှာငွေကြေးပေးနိုင်ခြင်းမရှိတာကြောင့်ဆက်လက်ဖမ်းစီထားကစစ်တနန်းကြောင်းကိုပို့ဆောင်ဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။စလင်းနဲ့စင်မြူကျွန်းမြို့ပေါ်မှာရှိတဲ့စေယုံနဲ့ရက်ကွက်တွေကိုစစ်ခွေးတွေကဝင်ရောက်စီးနင်းပြီးပေါ်တာဆွဲတာလူငယ်60ပေါ်တာဆွဲခံရပြီး60ရဲက6ဦးရဲ့ပတ်စံနဲ့ရွှေလို့ပြန်လွတ်လာတဲ့73ရက်နေ့ကစပားလာလိုက်တဲ့ကားပေါ်ကနေလူငယ်3ဦးရဲ့စိုက်ပျိုးရေးစီးဆိုင်ကလူငယ်2ဦးရဲ့အလုတ်ပြန်လူငယ်3ဦးရဲ့တောစိန်ချင်းရွာကလူငယ်2ဦးကိုဖမ်းလာခဲ့ပြီးရဲစခန်းကနေထွေအုပ်ရုံးနဲ့ခေါ်သွားတာတရားကို165သိန်းတောင်းနဲ့ဇန်နဝါရီ14ရက်မှာတော့ကန်တိုင်ကွေရွာဘက်မှာစစ်တောင်းဝင်ရင်းနဲ့လူငယ်2ယောက်ကိုစလင်းတောင်ထွက်မှာပေါ်တာဆွဲတဲ့ဇန်နဝါရီလ15ရက်နေ့မှာတော့စလင်းမြို့ပေါ်ကစစ်ခွေးတွေကအဲစင်းလူငယ်16ဦးကိုပေါ်တာဆွဲသွားတာလို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောပါတယ်။ဒါအပြင်ကျမ်းပတ်စစ်တပ်ကစလင်းမြို့နယ်စင်ပြူကျွန်းမြို့ပေါ်ရှိစေယုံတွေကိုလည်းဝင်ရောက်စီးနင်းပြီးလူနာတွေနဲ့လူနာဆောင်တွေကို PDF အနေနဲ့ဆက်သွယ်ရှိရဲလို့ဆိုကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေကြောင်းစလင်းမြို့နယ်ရှိကူတူကျေးရွာလက်ပံကန်ကျေးရွာနဲ့တောစိန်ကျေးရွာတွေဘက်မှလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးစစ်ဆေးမှုတွေစတိုင်လှုပ်ဆောင်နေကြောင်းသိရပါတယ်။အလားတူ2025ခုနှစ်အောက်တိုဘာလ30ရက်နေ့စလင်းမြို့ပေါ်ကြောင်ကြားရက်ကွက်မှာအိမ်ငားနေထိုင်တဲ့လူငယ်2ဦးကစလင်းဈေးမှာဈေးဝယ်ထွက်လာစဉ်လမ်းပေါ်မှာစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခင်ကြောင်းနိုဝင်ဘာ10ရက်နေ့ကလည်းစလင်းမြို့မှာဈေးနောက်ပိုင်းမှာမုံလာပူတဲ့ကားမှလိုက်ပါလာတဲ့လူငယ်တအုပ်ကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရတယ်လို့သတင်းမှပါရှိပါတယ်ရှင်